Yo what's up ကျွန်တော်ကူပါဒီနေ့တော့ကျွန်တော်ကိစ္စတစ်ခုရှိလို့အပြောင်းသွားရမယ်ပေါ့လေဆိုတော့အားလုံးပဲလိုက်ခဲ့ကြပါအောင်ဒါနဲ့လေဒီရက်ပိုင်းရာသီဥတုအရန်ပူတယ်နော်အဲ့တော့အားလုံးပဲရေမြများတောက်တက်နေတယ်များအပူရှောင်မဖြစ်မနေသွားရမယ်ဆိုလဲအိုးထုတ်တို့ထီးတို့အမြဲတမ်းယူသွားအားလုံးထိတ်ခဲလုပ်ရမယ်နော်ကျွန်တော်ကအခုလိုမျိုး casual ဖြစ်တဲ့ dressing style ကိုအရန်ကြိုက်တယ်ပြောရရင်ကျွန်တော်ကအဲ့လိုမျိုးဒီလိုမျိုးပဲနေတတ်တာပေါ့နော်အရင်တည်းကလည်းကျွန်တော်ဒီလိုမျိုးပဲနေလာတာ yeah this is my vibe ပြီးတော့ကျွန်တော်တငယ်ချင်းတွေနဲ့စမ်းချောင်း link ကိုခဏသွားတယ်စမ်းချောင်း link ကအခုဖွင့်ပြီးရကျွန်တော်ဒုတိယအကြိမ်ရောက်တာပေါ့လေလူတော်တော်များတယ်ဗျာတော်တော်လေးအဲ့လိုမျိုး AC Boray နဲ့ hand out လုပ်လို့ကောင်းတဲ့နေရာမျိုးပေါ့နော်ဒါနဲ့လေထိုင်နေရင်းနဲ့ကျွန်တော်လက်ရုပ်တဲ့အချိန်အပေါ်ကနေငှက်ကလည်းမစင်အောင်စွန့်တဲ့အချိန်နဲ့ကွက်တီဗျာ oh my god ကန်ကောင်းသွားလို့ပြန်ရောက်တော့ခမန်းကတန်းဂျင်ကိုပြေးရတယ်ပြန်ရောက်တာ9နာရီကျော်လောက်ဖြစ်နေပြီဂျင်က10နာရီဆိုပိတ်တယ်အဲ့ဒါနဲ့မပိတ်ပါနဲ့ခဏလေးနေပါဦးဆိုပြီးတော့ request လုပ်ပြီးတော့ဝင်ဆော့လိုက်တာသူတို့လည်းစောင့်ပေးရှာပါတယ်ဆိုတော့ပြင်းလိုက်ပါအောင်မယ်အားလုံးပဲ take care ကျွန်တော်ကူးပါ